ခန်းနေဝေကရုပ်ရှင်မင်းသမီးတယောက်အဖြစ်လဲအောင်မြင်တယ်လို့ကလေးတွေကိုမိခင်မြတ်တာအပြည့်နဲ့စောင့်ရှောက်နေတာကြောင့်လူအများရဲ့လေးစားမှုကိုရရှိနေတဲ့သူဖြစ်ပါတယ်။သူရဲ့ကေဟာမှာစွန့်ပစ်ခံကလေးငယ်တွေနဲ့မိဘမဲ့ကလေးငယ်တွေကိုလာသားအရွယ်ကလေးကစောင့်ရှောက်လာခဲ့ပါတယ်။ကလေးတွေကိုသာသနာပေါင်းကိုသွင်းပြီးတော့ရှင်ပြုတ်နာသပေးခြင်းတဲ့စိတ်ကူးကခန်းနေဝေထံမှာအရှင်ကလေးကရှိခဲ့ပါတယ်။ကလေးတွေကိုအရွယ်တစ်ခုရောက်အောင်စောင့်ရှောက်ပြီးတဲ့အချိန်မှာတော့မကြခင်မှာရှင်ပြုတ်နာသပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်။တန်တရားဝစ်စင်းရဲကနေလွတ်မြောက်ဖို့အတွက်ခန်းနေဝေကကိုရင်ဝစ်လို့ကြားတဲ့အရွယ်ရောက်ပြီးဖြစ်တဲ့သားတွေကိုရှင်ပြုတ်ပေးမှဖြစ်ပြီးတော့သမီးတွေကိုဆိုရင်တော့နားထွေးမင်္ဂလာကျင်းပပေးသွားမှာဖြစ်ပါတယ်။ကလေးတွေရဲ့နာမည်ရှိမှာခိုင်ဆိုတဲ့နာမည်လေးတွေကိုထည့်သွင်းပေးထားတဲ့အထိသားသမီးအရင်လိုချစ်တဲ့ခိုင်နေဝေကမကြခင်မှာတော့အလူအမကြီးဖြစ်တော့မှာပါ။ကလေးတွေကိုကိုရင်ဝစ်ပေးဖို့အတွက်ခိုင်နေဝေကအရင်ကတည်းကစိတ်ကူးရှင်ခဲ့တာဖြစ်ပြီးတော့လက်တွေ့ဖြစ်ပေါ်လာခဲ့ပါပြီ။ခိုင်နေဝေကကလေးတွေကိုလိမ္မာရေးကြားရှိအောင်ဓမ္မစကူလေးသင်ပေးသလိုကျောင်းတက်တဲ့အရွယ်မှာလည်းကျောင်းကောင်းကောင်းမှာထားပြီးတော့ပညာသင်ပေးတာဖြစ်ပါတယ်။သားသမီးတွေကိုဘယ်တော့မှမပြောင်းပြတ်သွားတဲ့ပညာအမွေပေးနေတဲ့ခန်းနေဝေကတစ်ဖက်မှာလည်းရှင်ပြုတ်နာပွဲကိုကျင်းပပြီးတော့သာသနာအမွေကိုပါပေးတော့မှာဖြစ်ပါတယ်။ခန်းနေဝေကကလေးတွေအပေါ်မှာတာဝန်ကြီးတာထက်ကိုပိုတဲ့အပြင်သူရဲ့ကလေးတွေကိုမျက်နှာမငယ်ရအောင်ထားသူဖြစ်ပါတယ်။မိဘမဲ့ကလေးတွေဆိုပြီးတော့သူတစ်ပါးနှိမ်နာပြောတာကိုမခံရအောင်ပြည့်ပြည့်စုံစုံထားတဲ့အပြင်ကလေးတွေရဲ့စိတ်လုံခြုံမှုရအောင်လည်းဖြည့်ဆည်းပေးနိုင်သူဖြစ်ပါတယ်။ကလေးတွေကိုမွေးစားခြင်းတဲ့သူတွေပေါ်လာပေမဲ့လည်းခိုင်နေဝေကတော့မထည့်ရတာကြောင့်သူ့ရှင်ခွေအောက်မှာပဲအားလုံးကိုစောင့်ရှောက်ထားပါတယ်။ကလေးတယောက်ကိုပြိုးထောင်ရတာမလွယ်ကူတဲ့အချိန်မှာခိုင်နေဝေကတော့ရှာနဲ့ချီတဲ့ကလေးတွေကိုမြစ်တာနဲ့ပဲဆုံးမနေပါတယ်။မိဘအရင်နေနဲ့မကြီးပြင်းရတာကလွဲလို့ခန်းနေဝေရဲ့ကလေးတွေကစိတ်ပျော်ရွှင်ရတယ်လို့ပညာရေးနဲ့ကျန်းမာရေးလည်းအဆင့်တန်းမိအောင်ပံ့ပိုးပေးထားပါတယ်။အခုလည်းခန်းနေဝေကကလေးတွေကိုရှင်ပြုတ်နာသပွဲကြီးကျင်းပပြီးတော့နောင်တန်တရားအထိအလူရေစက်တွေအတူတူပါသွားအောင်ကောင်းမှုကုသိုလ်တွေလည်းအတူတူလုပ်တော့မှာဖြစ်ပါတယ်။မိဘအရင်နေတောင်မှခန်းနေဝေလောက်မြစ်တာမကြီးမနိုင်လို့ကလေးတွေကိုအကြောင်းမျိုးမျိုးနဲ့စွန့်ပစ်သွားခဲ့ကြပါတယ်။အပြစ်မရှိတဲ့ကလေးတွေစွန့်ပစ်ခံရပေမဲ့ခန်းနေဝေကတော့မကြည့်ရတာကြောင့်စောင့်ရှောက်ထားရင်းနဲ့ဒီလိုအရွယ်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ကိုရင်များစွာရဲ့မေတော်ဖြစ်ခွင့်ရတော့မှာဖြစ်တဲ့အတွက်ခန်းနေဝေကတော့အရန်ဝမ်းသာနေပြီးတော့သူရဲ့မြတ်တာတွေလည်းရှောင်ပြန်ဟန်နေပါတယ်။ခန်းနေဝေကရှင်ပြုတ်အလူဝဲကျင်းပဖို့အတွက်ဖိတ်စာတွေလည်းအဆင်သင့်ဖြစ်နေပြီးတော့အစအရာရာလည်းပြင်ဆင်ပြီးသွားပါပြီ။ကလေးတွေကိုနိုးဘူးတိုက်ရတဲ့အရွယ်ကနေပြုစုလာခဲ့ရပြီးတော့အခုဆိုရင်မမေလို့ပြပြတတခေါ်တတ်တဲ့အပြင်ဖျောင်းစာတွေကိုလည်းဆိုလာနိုင်ပါတယ်။ကလေးတွေကိုမျောလင်းချက်မပါပဲကျွေးမွေးဆောင်ရှောက်ထားတဲ့ခန်းနေဝေရဲ့မြတ်တာကတော့ကြီးမားတဲ့အတွက်ကိုဓာတုခေါ်ဆိုနေကြပါတယ်။အမေတယောက်ရဲ့ဝတ္တရားတွေကိုခြေပွန်အောင်ကြိုးစားနေတယ်လို့ကလေးတွေအတွက်အမြဲတမ်းအဆင်သင့်ရှိနေတဲ့ခန်းနေဝေအပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြပေးခဲ့ပါဦး။ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။